ဇလန်ရဲ့စမှာဆိုရင်တော့ဖြင့်ကောင်မလေးတယောက်ဟာအိမ်ရနိုးလာခဲ့ပါသည်အဲ့ဒီကောင်မလေးရဲ့နာမည်ကတော့ဂျီဗာလို့ခေါ်ပါသည်ကောင်မလေးကနိုးချင်းပဲအိမ်ထဲမှာတော့သူ့ရဲ့မိဘတွေကရန်ဖြစ်နေတဲ့အတန်ကိုကြားနေရပါသည်ဒါတွေကတော့ဂျီဗာအတွက်တာမန်ဖြစ်နေပါပြီဂျီဗာကအိမ်မှာနေရတာလုံးဝကိုမှမပြောတော့ပါဘူးနောက်ဆုံးရန်ဖြစ်တာကိုနားညှိလာတဲ့ဂျီဗာကလည်းသူ့ရဲ့မိဘတွေကိုတရက်လောက်ရန်မဖြစ်ပဲအေးဆေးနေလို့မရဘူးလားဆိုပြီးတော့ပြန်ပြောလိုက်ပါသည်ဂျီဗာတယောက်ကလည်းနေတိုင်းဒီလိုမျိုးပုံစံဖြစ်နေတာကိုစိတ်ကောင်းနေပါပြီအမေကတော့ဂျီဗာကိုတောင်းပန်လိုက်ပြီးတော့ဒီနေ့ကြောင်းသွားရမယ့်အကြောင်းကိုပြောလိုက်ပါသည်ဂျီဗာကလည်းကြောင်းသွားဖို့အတွက်ကိုပြင်ဆင်ပြီးပါပြီဂျီဗာကတော့အထက်တန်းကျောင်းသူလေးဖြစ်ပြီးတော့ဒီနေ့ကလည်းသူ့ရဲ့ပထမဦးဆုံးကျောင်းတက်ရက်ပဲဖြစ်ပါသည်အဖေနဲ့အတူတူမနက်စာစားရင်းနဲ့ညနေကျောင်းဆင်းတဲ့အခါသူ့ကိုလာကြိုမှလားဆိုပြီးတော့မေးနေပါသည်အဖေဖြစ်သူကတော့သူ့အလုံးရှုံနေတာကြောင့်ကျောင်းကိုလာမကြိုနိုင်တဲ့အကြောင်းပြောပြီးတော့တမီးဖြစ်သူကိုတက်စီစီလာဖို့အတွက်ကိုပြောနေပါသည်အဖေပြောတဲ့စကားကိုအမေဖြစ်သူကလည်းကြားပြီးတော့ဒေါသထွက်နေပါပြီဂျီဗာကလည်းနောက်ဆုံးအမေကိုနှုတ်ဆက်ပြီးတော့ကျောင်းကိုထွက်လာခဲ့ပါသည်ဂျီဗာကလည်းကျောင်းကိုလမ်းလျှောက်သွားခဲ့ပါသည်ကားလန်ကူးရဲနဲ့ပဲကောင်လေးတယောက်ရဲ့ဆိုင်ကယ်နဲ့ဝင်တိုင်းမိမလို့ဖြစ်တာကြောင့်ဆိုင်ကယ်နဲ့ကောင်လေးကိုလည်းပြန်ပြီးတော့ဟောက်လိုက်ပါသေးတယ်ကောင်လေးကတော့ခက်ချစ်ချင်နဲ့စော်ကြီးပဲအထာလေးဖြစ်ပါသည်စော်ကြီးပဲကောင်လေးကလည်းပြန်ပြီးတော့မတောင်းပန်တဲ့ပြင်ကုန်မှာဂျီဗာကိုပါပြန်ပြီးတော့ရန်တွေ့တာကြောင့်နှစ်ယောက်သားကတော့လမ်းလေကောင်ကြီးမှာရန်ဖြစ်နေရပါသေးတယ်ကောင်လေးကလည်းသူ့အလုံးရှုံနေတာကြောင့်ဂျီဗာနဲ့ရန်ပွဲကိုလည်းအဆုံးတက်လိုက်ပြီးတော့တယောက်တည်းကိုမှလမ်းလျှောက်သွားခဲ့ရပါသည်ဂျီဗာကလည်းဒေါသထွက်နဲ့ပဲကျောင်းကိုထွက်လာခဲ့ပါသည်ဒါပေမဲ့လို့ကြောင်ရောက်တဲ့အခါမှာတော့လမ်းမတွေ့ခဲ့ရတဲ့ကောင်လေးကိုပြန်ပြီးတော့မြင်လိုက်ရပါသည်စော်ကြီးပဲလေးကတော့ကောင်မလေးတွေကြားမှာရေပန်းစားနေတာပါဂျီဗာကတော့ကြည့်မဆိုင်ပါဘူးဂျီဗာကလည်းနောက်ဆုံးတော့အခန်းထဲကိုရောက်ခဲ့ပြီးတော့တောင်ဆုံးကခုံမှာလွတ်တာနဲ့ဝင်ထိုင်ဖို့လုပ်ခဲ့ပါသည်ဒါပေမဲ့လို့နောက်ဆုံးအတန်းကိုဝင်ထိုင်ဖို့လုပ်တဲ့အချိန်ကောင်မလေးတယောက်ကလည်းအရင်လက်ဦးသွားတာကြောင့်နောက်ဆုံးတန်းရဲ့အရှိမပဲဝင်ထိုင်လိုက်ရပါသည်တိုက်တိုက်ဆိုင်ပဲဂျီဗာရဲ့ဘေးမှာတော့စော်ကြီးပဲကောင်လေးကရောက်နေပါသည်သူတို့နှစ်ယောက်ကတော့အခန်းလဲတူနေပါသည်ကောင်လေးကလည်းဂျီဗာကိုပြန်တွေ့တဲ့အချိန်မှာဆရာကြီးအထာနဲ့စိတ်ကောက်လိုက်တာကြောင့်နှစ်ယောက်သားကတော့ကြောင်းကနေမှရုပ်ပပေါက်နဲ့ရန်ဖြစ်နေကြပါသည်စော်ကြီးပဲလေးကတော့ရန်တွေ့နေတဲ့ဂျီဗာကိုတော့အခန်းထဲကကောင်မလေးအချို့ကအမြင်ကပ်နေကြပါပြီပထမအဆုံးနေ့မှာဂျီဗာအတွက်ကတော့အခက်ခဲတွေဇက်တိုက်ဆိုသလိုဖြစ်နေပါသည်ဂျီဗာတို့နှစ်ယောက်ကတော့တယောက်နဲ့တယောက်ကိုစကားများနေတဲ့အချိန်မှာပဲအတန်းချိန်ကစတင်တော့မှကြောင့်နှစ်ယောက်သားကတော့ရန်ပွဲကိုအဆုံးသတ်ပြီးတော့ကိုယ့်နေရာကိုပြန်ထိုင်ကြပါသည်အတန်းထဲမှာလည်းလူပေါင်းစုံစီရိုက်ပေါင်းစုံပါနောက်ဆုံးတော့ဂျီဗာကလည်းတငယ်ချင်းတယောက်ရသွားခဲ့ပါပြီဂျီဗာနဲ့တငယ်ချင်းဖြစ်သွားတဲ့ကောင်မလေးကဒီကြောင်ရဲ့အထာတွေကိုရှင်းပြနေပါသည်ကောင်မလေးကရှင်းပြလိုက်တော့မှပဲဂျီဗာတယောက်ကလည်းဒီကြောင်ရဲ့အထာတွေကိုနည်းနည်းနားလည်လာခဲ့ပါသည်နောက်ထပ်တစ်ချိန်မှာတော့ကာယချိန်ပဲဖြစ်ပါသည်ကာယချိန်မှာတော့ကျောင်းသားတွေအကုန်လုံးကပုံစံစီနေကြပြီးတော့ဆရာကလည်းဝါဒီစပြီးတော့ပွားနေပါသည်အဲ့ဒီချိန်မှာမျက်နှာပြောင်နေတဲ့ကောင်နှစ်ယောက်ကိုလည်းဆရာကဖက်နဲ့ပြစ်ပေါက်လိုက်ပြီးတော့ဆုံးမပေးလိုက်မှနှစ်ယောက်သားကတော့ပါဇက်ပိတ်သွားခဲ့ရပါသည်ကာယချိန်ပြီးတော့မှပဲကျောင်းသားတွေအကုန်လုံးကိုတက်ပြင်းချနိုင်ပါသည်နားတဲ့ချိန်မှာတော့ကျောင်းသားတွေအကုန်လုံးကကမြင်ကြောထားနေကြတာပါတကယ်တော့တစ်တော်ဆော့တဲ့သူကဆော့ပေါက်ကရလုံးတဲ့သူကလုံးနဲ့အကုန်လုံးကရှောက်ဆော့နေပါသည်အဲ့ဒီအချိန်မှာပဲဂျီဗာရဲ့တငယ်ချင်းရဲ့လမ်းလျှောက်လာနေတာကိုအခန်းထဲကဆွာကျဲမလေးနှစ်ယောက်ကဂျီဗာကိုခြေထိုးခံလိုက်တော့ဂျီဗာတယောက်ကတော့မြေပြင်ပေါ်မှာမှောက်ရက်လေးကိုလဲသွားခဲ့ရပါသည်ဂျီဗာရဲ့တငယ်ချင်းကတော့ဆွာကျဲမလေးနှစ်ယောက်ကိုဒီလိုမျိုးလုပ်ရမလားဆိုပြီးတော့ပြန်ဖြစ်နေပါသည်ဂျီဗာကိုလည်းပြန်ထူပြီးတော့ကိုလန်းကိုဆက်ရှောက်မလို့လုံးနေတော့ဆွာကျဲမလေးနှစ်ယောက်ကစကားများနေတာနဲ့ပြန်ပြီးတော့ရန်ဖြစ်နေရပါသေးတယ်ဂျီဗာကလည်းခေသူမဟုတ်တော့အခုလိုမျိုးအနိုင်ကျင့်ခံမဲ့သူမဟုတ်ပါဘူးကောင်မလေးတို့ရဲ့ရန်ပွဲကိုကျောင်းသားတွေကလည်းဝိုင်းပြီးတော့ကြည့်နေကြတာပါအဲ့ဒီအချိန်ထမင်းစားနေတဲ့အနေအေးနဲ့ကောင်မလေးကလည်းမနေနိုင်တော့ဘဲနဲ့အဆုံးထိကိုဝင်ပြီးတော့တောင်းကျန်နေပါသည်ဒါပေမဲ့လည်းအဲ့ဒီကောင်မလေးကပဲခံလိုက်ရပါသည်ကျောင်းသားတွေကတော့ကောင်မလေးတို့ရဲ့ရန်ပွဲကိုကြည့်ပြီးတော့သဘောတွေ့နေကြကြပါသည်ကောင်လေးတွေကလည်းရေရေမောမောနဲ့ဖြစ်နေပေမဲ့လို့စော်ကြီးဘယ်လေးတွေကတော့ခက်တီပါကောင်လေးတွေရဲ့အိမ်မက်ကတော့ကြောင်မပေးခင်စော်ရဖို့ပဲဖြစ်ပါသည်တယောက်နဲ့တယောက်ဘသူကအရင်ကောင်မလေးရနိုင်မလဲဆိုတာကိုညှင်းခုန်နေကြကြပါသည်ဂျီဗာကတော့အခုဆိုရင်တော့တငယ်ချင်း3ယောက်ရရှိသွားခဲ့ပါပြီအနေအေးတဲ့ကောင်မလေးရဲ့ခက်ဆက်စွာကောင်မလေးရဲ့ဂျီဗာရဲ့3ယောက်ပေါင်းပြီးသွားခဲ့ကြပါသည်သူတို့နှစ်ယောက်ရဲ့နာမည်ကတော့ဂျီဗာနဲ့ဂျီဟန်ပဲဖြစ်ပါသည်စော်ဂျီဘဲလေးကတော့ကျောင်းကသူတွေကိုကြည့်ရင်လည်းပဲတခုခုအလိုမကျဖြစ်နေပါသည်ကောင်မလေးကတော့ရုပ်ကလေးကလည်းဖြောင်းတထေးသားလေးလည်းဖြစ်တော့ခက်ချစ်ချေပုံစံမျိုးပါအဲ့ဒီအချိန်မှာအနေအေးတဲ့ကောင်မလေးကလည်းသူ့ရဲ့ဘာကာပျောက်သွားလို့အနားမှာရှိတဲ့မုတ်စားနေတဲ့ကောင်လေးကိုတွားပြီးတော့ဆွဆွဲပါသည်ကောင်လေးတွေကလည်းသူ့ကိုသူတို့ဘာကာစားနေကြဖြစ်တဲ့အကြောင်းကိုပြန်ပြီးတော့ညှင်းနေကြပါသည်ဂျီဗာတို့ပေါ်တာတတိုက်ကတော့သူတို့မှားသွားတာသိပေမဲ့ဆက်ပြီးတော့စကျင်တာနဲ့မျက်နှာပြောင်နေခဲ့ပါသည်ကောင်လေးတွေကလည်းအစားခံလိုက်ရတော့ရှက်သွားခဲ့ကြပါသည်ပြီးတော့မှဂျီဗာတို့ရဲ့ဘော်ဒါတတိုက်ကလည်းကြောင်းစင်တော့ရုပ်ရှင်သွားကြည့်ကြပါသည်ရုပ်ရှင်ကြည့်ပေမဲ့လို့တရေကဖြစ်နေတော့3ယောက်သားလန်းလန်းနဲ့ပဲမျက်စိမှိတ်ပြီးတော့ကြည့်နေကြရပါသည်ရုပ်ရှင်ထဲမှာလည်းကျောင်းသူကျောင်းသားတွေအပြင်အတွဲတွေပါရှိနေတာပါအဲ့ဒီအပြင်ကျောင်းမတော်ကဂျီဗာတို့နဲ့ညီခဲ့တဲ့ကောင်မလေး2ယောက်ပါရှိနေတော့ကျောင်းတို့ကဇလန်းတွေမပြတ်ပဲရုပ်ရှင်ရုံထဲမှာပါထပြီးတော့ရန်တွေဖြစ်နေကြပါသည်အဲ့ဒီအချိန်မှာရုပ်ရှင်ရုံထဲမှာစကားတွေများနေကြပြီးတော့တခြားသောသူတွေကပါကျောင်းသူလေးတွေကိုဆူလိုက်ကြပါသည်ရုပ်ရှင်ကြည့်ပြီးတဲ့အချိန်မှာဂျီဗာတို့3ယောက်ကလည်းခဏတာနားနေရင်လည်းစကားတွေများနေကြပါသည်နောက်တော့3ယောက်သားဟာရုပ်ရှင်ရုံကအပြင် shopping mall တွေကိုလမ်းလျှောက်ထွက်လာခဲ့ကြပါသည်အဲ့ဒီအချိန်မှာမထင်မှတ်ထားတဲ့မြင်ကွင်းကိုဂျီဗာတယောက်ကတွေ့လိုက်ရပါသည်အဲ့ဒါကတော့ဂျီဗာရဲ့အဖေကနောက်ထပ်ကောင်မလေးတယောက်နဲ့ရှောက်သွားနေရတာကိုတွေ့လိုက်ရတာပါဂျီဗာကတော့သူ့ရဲ့တငယ်ချင်းတွေကိုအပြင်သွားစရာရှိသေးလို့ဆိုပြီးတော့လိန်လိုက်ပါသည်ဂျီဗာတယောက်ကတော့ဝမ်းနဲ့စွာနဲ့ပဲဆိုင်ရှိမှမတ်တက်ရနေပါသည်အဲ့ဒီအချိန်စော်ကြီးပဲကောင်လေးက shopping mall တွေကိုရောက်လာခဲ့ပါသည်
ဂျီဗာကိုတွေ့လိုက်တဲ့အချိန်မှာတော့စော်ဂျီဘဲလေးကလည်းပုံနေပြီးတော့ဂျီဗာကိုစောင့်ကြည့်နေပါသည်ကောင်လေးကတော့ဂျီဗာကိုတွေ့ရင်ရန်ဖြစ်နေမှစိုးရိမ်တာကြောင့်ပုံနေတာပါဂျီဗာကလည်းသူ့ရဲ့အဖေကိုနောက်ရောက်ခံလိုက်နေတာပါသူ့ရဲ့အဖေကလည်းနောက်ထပ်ရှော့ဒီလေးတစ်ယောက်ကိုဂူချီလက်ကအိတ်ဝဲပေးနေတာပါတမီးကိုတော့ကြောင်းလာကြိုးဖို့မအားပေမဲ့ small လေးကိုတော့ဂူချီဝဲပေးဖို့ကြတက်ကြွနေတဲ့ဖေဖေကြီးကိုကြည့်ရင်ဂျီဗာတယောက်ကတော့ဒေါသထွက်နေစရာပါပဲနောက်တော့ဂျီဗာကိုတွေးလိုက်ရတဲ့အဖေကြီးကလည်းဘေးက small လေးကိုချူစီမာလေးဆိုပြီးတော့ပြောလိုက်တာအဖေကြီးကလည်းဂျီဗာကိုဒေါသထွက်သွားပြီးတော့လက်ပြက်နဲ့တစ်ချက်ကိုမှဆက်ဆံလိုက်ပါဂျီဗာကလည်းလူတွေအများကြီးရှေ့မှာအရိုက်ခံလိုက်ရတော့ရှက်လဲရှက်သွားပြီးမျက်ရည်တွေကလည်းစက်တိုက်ကိုမှကျလာခဲ့ပါပြီးတော့သူ့ရဲ့အဖေကိုမုန်းတယ်လို့ပြောပြီးတော့ထပ်သွားခဲ့ပါအဲ့ဒီမြင်ကွင်းကိုတော့စော်ဂျီဘဲလေးကအဆအဆုံးကိုမှမြင်လိုက်ရပါဂျီဗာထွက်သွားတော့ဖေဖေကြီးရဲ့ small လေးကပျော်လို့ရှင်လို့ကိုနေပါဖေဖေကြီးကတော့မှုန်နေတာဆိုတော့ small လေးမှ small လေးပါပဲဂျီဗာကလည်းဝမ်းနဲ့စွာနဲ့ပြေးထွက်လာပြီးတော့ပင်လယ်ကြီးကိုကြည့်ကငိုကြွေနေပါအဲ့ဒါကိုစော်ဂျီဘဲလေးကတော့သွားပြီးတော့အာဘေးစကားပြောဖို့လုပ်ပေမဲ့ဂျီဗာတယောက်ကတော့ရှက်သွားမှစိုးတာကြောင့်အနောက်ကနေပဲတိတ်တခိုးလေးကိုမှလိုက်ပြီးတော့ဆောက်ရှောက်ပေးနေပါဂျီဗာကလည်းသူ့ရဲ့နောက်ကိုလိုက်လာတာသိပေမဲ့လို့ဘာမှကိုမပြောပဲအိမ်ကိုပဲပြန်နေပါစော်ဂျီဘဲလေးကလည်းခိုးကြောင်ခိုးဝက်နဲ့လိုက်လာတော့ဂျီဗာတယောက်ကလည်းမနေနိုင်တော့ပဲနဲ့စော်ဂျီဘဲလေးကိုအပြင်ထွက်လာခဲ့ဖို့ပြောရင်းနဲ့အပိုင်လေးကတော့ဒီနေရာမှာရင်ကိုအဆုံးသတ်သွားခဲ့ရပါတယ်။ကဲနောက်ပိုင်းဒီမှာရောဂျီဗာနဲ့စော်ဂျီဘဲလေးတို့ရဲ့ဇလန်ကဘယ်လိုမျိုးဆက်ဖြစ်သွားအောင်မလဲဆိုတာကိုစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်း channel လေးကို subscribe လုပ်ခဲ့ပါအောင်နော်။ကဲဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။